အသက်3000ရှိပြီဖြစ်တဲ့မျိုးသမီးရုပ်အလောင်းဟာယနေ့ထက်တိုင်ပုတ်တိုးမသွားခဲ့ပါဘူး။ဒါကတော့သူမရဲ့ခန္ဓာကိုယ်အတွင်းအလွန်နဲ့ဆိုင်တဲ့နေရာမှာထူးခြားတဲ့တောတစ်ချောင်းကိုဝတ်ထားခဲ့လို့ပါပဲ။ဘသူမှလာမခိုးယူနိုင်အောင်လို့သူမရဲ့ပါးစပ်ထဲမှာဝတ်ထားခဲ့တာပါ။သူမရဲ့လည်ပင်းအတွင်းမှာလည်းသေးစေနိုင်တဲ့ထောင်ချောက်တစ်ခုကိုဆင်ထားခဲ့ပါတယ်။အဲဒီတော့ကိုထုတ်လိုက်တဲ့အချိန်မှာပဲအဆိုပါထောင်ချောက်ဆက်ကွင်းကအလုံးလုံးမှာဖြစ်ပြီးအနည်းဆုံးမှာရှိနေတဲ့လူဟာချက်ချင်းအသက်ဆုံးရှုံးရမှာဖြစ်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဝတ်တုပ်လေးဟာချက်ချင်းပဲနောက်ဆုတ်သွားခဲ့ပါတယ်။ထို့နောက်အခြားကောင်လေးတစ်ယောက်ကရုပ်လောင်းကိုဂယုတစိုက်နဲ့စပြီးမလိုက်ပါတယ်။သူတို့လည်ပင်းသားကိုဖိအားပေးလိုက်မိတဲ့အခါမှာတော့သူမရဲ့လေချောင်းထဲကနေအစိတ်လူးများသုံးစင်းထွက်လာပြီးမျက်နှာချင်းဆိုင်နေရန်ကိုသွားဆိုင်ပါတယ်။ထောင်ချောက်တွေကိုရှင်းလင်းပြီးတဲ့နောက်မှာတော့သူတို့ဟာတော့ကိုအလွယ်တကူထုတ်ယူနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ရုပ်အလောင်းကိုမူလနေရာအတိုင်းပြန်ချထားလိုက်တဲ့အခါမှာတော့သူမရဲ့ခန္ဓာကိုယ်ဟာချက်ချင်းပုတ်တိုးသွားပြီးခဏအတွင်းမှာပဲအယိုးစုတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။အမှန်တော့အဲ့ဒီအမျိုးသမီးဟာတော့ကိုဝတ်ထားဖို့အတွက်ကြားခံတစ်ခုတတ်တာဖြစ်ပါတယ်။အခုလိုတင်းကျပ်တဲ့လုံခြုံရေးအောက်မှာထားရှိတဲ့တော့ဟာကြီးမားတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေမှသိကြပါတယ်။အဲ့ဒီအချိန်မှာပဲဝါရိုလေးဟာရွှေအိုရောင်တစ်တာတစ်လုံးကိုကင်ထားတဲ့မျိုးသားတဦးရဲ့ရုပ်အလောင်းကိုသတိပြုမိသွားပါတယ်။အဲ့ဒီတော့ဟာအဆိုပါတစ်တာအတွက်ရည်ရွယ်ထားတာဖြစ်ကြောင်းသိတာထင်ရှားနေပါတယ်။ဒါကိုတွေးမိပြီးကောင်လေးတစ်ယောက်ကတစ်တာကိုကောက်ယူလိုက်ပါတယ်။ရုတ်တရက်ဆိုသလိုတေဆုံးနေတဲ့မျိုးသားရဲ့မျက်လုံးတွေထဲမှာလှုပ်ရှားမှုအနှဲငယ်ဖြစ်ပေါ်လာပါတယ်။နောက်ထပ်အခိုက်အတန့်မှာတော့ဝတ်တုပ်လေးရဲ့အပြုတ်မှုတွေဟာထူးဆန်းလာပြီးအကြောက်စရာအကောင်းဆုံးအပိုင်းကတော့သူ့ရဲ့အရေးဟာပျောက်ကွယ်သွားတာပဲဖြစ်ပါတယ်။အခြားလူတွေကတော့ဒါကိုမယုံကြည်နိုင်ခဲ့ကြပါဘူး။ဒါပေမဲ့ဝါတို့လေးဟာပုတ်တိုးနေတဲ့ရုပ်အလောင်းကိုကြည့်ပြီးအတိတ်ပဲမရှိတာတွေစပြောလာပါတယ်။မျိုးသားတဦးကအရင်ဆုံးတိုက်ခိုက်ဖို့စ조사ခဲ့ပေမဲ့သူ့ရဲ့အသက်အရွယ်ကြောင့်မအောင်မြင်ခဲ့ပါဘူး။ထို့နောက်ကောင်လေးတစ်ယောက်ဟာစိတ်လွတ်သွားပြီးဓားကိုဆွဲကဝတ်တုပ်လေးကိုတိုက်ခိုက်ပါတယ်။အခြားကောင်လေးတစ်ယောက်ကရှေ့ကိုတက်လာပြီးအဲ့ဒီအမျိုးသားရဲ့ရုပ်အလောင်းကိုခေါင်းဖြတ်လိုက်ပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲအရာအလုံးဟာပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့တကယ်မေးခွန်းကတော့ဒါတွေကဘသူရဲ့ရုပ်အလောင်းတွေလဲဆိုတာပါပဲ။လွှဲဝက်ချက်ကိုတော့ရှေးဟောင်းစကူစာတရွက်ပေါ်မှာရေးသားထားခဲ့ပါတယ်။အမှန်တရားကတော့လွန်ခဲ့တဲ့နှစ်ပေါင်း3000ကမိဖုရားကြီးဟာတိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ဘရင်ကြီးကသူမကိုကယ်တင်ဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့ရန်သူကသူမကိုခြောက်ထဲချပစ်လိုက်ပါတယ်။ဒါပေမဲ့ဘရင်ရဲ့စစ်တေနာပရိကသူမကိုကယ်တင်ဖို့သူ့အသက်ကိုစွန့်စားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိဖုရားကြီးဟာစစ်တေနာပရိကိုချစ်မိသွားခဲ့ပါတယ်။တရက်မှာတော့မိဖုရားကြီးဟာစစ်တေနာပရိစီလာပြီးကျမရှင်တယောက်တည်းနဲ့ပဲအတူရှိနေမှာပါလို့ပြောခဲ့ပါတယ်။စစ်တေနာပရိကသူမကိုအဝေးတနေရာကိုခေါ်ဆောင်သွားဖို့စီစဉ်ခဲ့ပြီးရက်နှင်းငယ်ပဲလိုပါတော့တယ်။မိဖုရားကြီးကသူ့ကိုတပတ်အချိန်ပေးခဲ့ပေမဲ့ဘရင်ရဲ့နှုတ်ဝက်သူရှိုးကအရာအလုံးကိုသတင်းပို့လိုက်ပါတယ်။ဒေါသအမျက်ချောင်းချောင်းထွက်သွားတဲ့ဘရင်ကြီးဟာမိဖုရားကြီးကိုအကျဉ်းချထားလိုက်ပါတယ်။နောက်ဆုံးမှာတော့ဘရင်ကြီးကသူမကိုတပ်ပစ်လိုက်ပြီးရုပ်အလောင်းကိုကူတစ်ခုထဲမှာထားရှိကြောင်းစစ်တေနာပတိကြားသိခဲ့ရပါတယ်။စစ်တေနာပတိရောက်ရှိလာတဲ့အခါမှာတော့အဲ့ဒီနေရာမှာပုံနေတဲ့သူရှိုးကသူ့ကိုတစ္ဆာဖောက်ပြီးတပ်ပစ်လိုက်ပါတယ်။ဂူထဲမှာတွေ့ရှိရတဲ့ရုပ်အလောင်းနှစ်ခုကတော့အမှန်တကယ်တော့မိဖုရားကြီးနဲ့သူမရဲ့စစ်တေနာပတိတို့ပဲဖြစ်ကြပါတယ်